မြေတွေဝယ်ဆိုလို့ရှိရင်အရက်ကတိစာချုပ်ချုပ်ရင်ပြီးပြီလားပေါ့နော်မြေပုံရောထုတ်ဖို့လိုအပ်သေးသလားနာမည်ပေါက်ပြအောင်ဆိုလို့ရှိရင်ဘယ်လိုမျိုးသွားရမလဲဆိုပြီးတော့ TikTok ကနေပြီးတော့အကောင့်ပိုင်ရှင်တရားပဲမြင်မြင်ထားတာဖြစ်ပါတယ်အဲ့တော့ကျမတို့ကလယ်မြေတွေဝယ်တယ်ဆိုလို့ရှိရင်လည်းဥပဒေရပေါ့နော်တရားဝင်လုပ်ပိုင်ခွင့်ရဖို့တရားဝင်ပိုင်ဆိုင်ဖို့အတွက်ကိုနာမည်ပေါက်ဖောက်တဲ့ process ကိုဆောင်ရွက်လို့ရပါတယ်အဲ့လိုဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ဒီအကောင့်ပိုင်ရှင်မိထားသူလိုမျိုးပဲပေါ့နော်ဒီမြေပုံမြေရဆိုရင်ပုံစံ105 106လို့ခေါ်ပါတယ်ပုံစံ105 106ကိုဘယ်လိုထုတ်ရမှာဖြစ်တယ်reason မှာတော့ပေါ့နော်အကြောင်းအရာမှာကတော့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကအယောင်းဝယ်မပုံနေစာချုပ်ဆိုရင်ပေါ့အဲ့ဒီခါလေးမြေပုံကိုထုတ်ရမယ်ထုတ်ပြီးပြီဆိုတော့မှပဲကျမတို့ကဒီအခွန်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုရပြက်တင်ရတယ်ရပြက်ဖြတ်လိုက်တဲ့နံပါတ်1ရပြက်ဖြတ်တဲ့အပေါ်မှာကကျမတို့ကအခွန်ဆောင်ရမယ်အခွန်ဆောင်ပြီးပြီဆိုတော့မှပဲဒီရောင်းတဲ့သူနဲ့ဝယ်တဲ့သူတို့ဟာမပုံနေစာချုပ်ကိုချုပ်ဆိုရမှာဖြစ်ပါတယ်သက်ဆိုင်ရာမြို့နယ်မြေစည်းရုံးမှာဆောင်ရွက်လို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအဆင့်တွေပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ကအဲ့ဒီလေမြေကိုနာမည်ပေါက်ဖောက်တဲ့အဆင့်ကိုသွားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ Lawyer စုမပါ